တို့အခုတခါလေ့လာကြမှာကတော့ array နဲ့သူ့ရဲ့ method တွေအကြောင်းပေါ့နော် 014 underscore array array underscore andn underscore methods methods.js ပေါ့နော်ပြီး index.html file ထဲမှာလည်းနာမည်သွားပြောင်းမယ်014 underscore array and methods.js ပေါ့နော် control s ပြီး index.html file လေးကို highlight လုပ်မယ် live server နဲ့ဖွင့်မယ်ပေါ့နော်ညာဘက်အောက်တောင်းပြီး right click mouse right click inspect ပြီး console သွားမယ်ပေါ့နော်ဟောဖျောက်သွားပါလိမ့် console သွားမယ်ပေါ့နော်အဲ့တော့ array တွေအကြောင်းကိုပြောရင်ကျွန်တော်ဗာလေးအကြောင်းပြောချင်တယ်ဆိုရင် ternary operator ဆိုတဲ့ဟာလေးအကြောင်းပြောချင်တယ်ပေါ့နော်ဒီမှာ if if else အကြောင်းကိုကျွန်တော်တို့လေ့လာခဲ့ပြီးသွားပြီပေါ့နော်ဒီတစ်ခါလေ့လာမှာ ternary ပေါ့နော် ternary operator သူကဘာလုပ်ပေးလဲဆိုလို့ရှိရင်အရှိရ condition မှန်လို့ရှိရင်ဒါမျိုးလေးပေါ့ကျွန်တော်တစ်ခါရှင်းပြလိုက်မယ်နော်ရေးပြမှသူကနားလည်မှာအဲ့ဒီ let age equal 20ပေါ့နော်အဲ့ဒီမှာ age greater than 18 question mark the vehicle you can vote colon vehicle you can apostrophe vote ဒါမျိုးလေးပေါ့နော်သူကအရှိရ condition မှန်လို့ရှိရင် question mark နောက်က value ကို return ပြန်ပေးတယ်အရှိရ condition မှားလို့ရှိရင်ဒီ column အဆက်လေးဆက်နောက်က value ကို return ပြန်ပေးတယ်ပေါ့နော်ဒါကို ternary operator လို့ခေါ်တယ်အခုအရှိရ value က age က18နဲ့ကြီးနေတဲ့အတွက်သူကဘာကို return ပြန်ပေးလို့ဆိုရင် question mark နောက်က value ကို return ပြန်ပေးမှာပေါ့နော် control s ကြည့်လိုက်ရအောင်ဒါဆို age ဘယ်နေရာမှာလိုနေတယ်လဲ array and methods file နာမည်လည်းမှန်ပါတယ်နော်014 array and methods console တော့တစ်ချက်ထုတ်ကြည့်လိုက်မယ် console.log console.log helloချက်တယ်နော်ကျွန်တော် return ကြံခဲ့တာဖြစ်တယ်console.log you can vote ပေါ့နော် you can vote ဒါမှ run မှာစားကြည့်ပဲဆိုမ run ဘူး console.log you cannot vote ပေါ့နော် control s အဲဆိုရင်ရှေ့ condition ဖန်နေတဲ့အတွက် you can vote ဆိုပြီးတော့ပေါ်လာပြီရှေ့ condition မှားရင်ရော less than 18နဲ့ငယ်တယ်ဆိုရင်မှားသွားပြီပေါ့နော် age က20ဆိုတော့18နဲ့ကြီးတယ်လေ less than 18ဆိုတော့မှားသွားပြီဒါဆိုရင် column အဆက်လေးနဲ့ဆက်နောက်က value ကိုသူ run မယ်ပေါ့နော်ဒါဆိုရင် you can vote ဆိုပြီးပေါ်လာပြီပေါ့ဒါကတော့ ternary operator အကြောင်းပေါ့နော်လွယ်ပါတယ်နော်အခု array တွေကိုစလိုက်ရအောင် array မှာကျွန်တော်ထည့်သုံးမှာဖြစ်တဲ့အတွက်ဒီ ternary operator လေးအကြောင်းရှင်းပြတာပေါ့နော်စသုံးမယ် array တစ်ခုစောင့်မယ် object တွေထည့်ထားတဲ့ array ပေါ့နော် const models ဘောဟာလေးကို comment ပေးလိုက်မယ် equal square bracket array ဖြစ်တဲ့ square bracket နဲ့စရယ်နော် square bracket ကိုထည့်ပေးရတယ်ပြီးရင် object တွေလာမယ် id colon 1ပေါ့နော်
comma enemy name colon HLA လှ HLA လှပေါ့နော် comma LOCATION location colon MYAN မြန်မာပေါ့နော် AGH ပါထပ်ထည့်လိုက်အောင်မယ် H 20ပေါ့နော် ပြီးရင် comma object တစ်ခုပြီးသွားပြီနောက် object တစ်ခုထပ်ဆောင်မယ် object တွေ array ထဲမှာ element အနေနဲ့ထည့်ထားတာပေါ့နော် array ရဲ့ element က object ဖြစ်နေတယ်ပေါ့နော်ဒီသဘောပါနော် id colon 2 comma enemy name colon my မြပေါ့နော် comma agh colon 21 comma location location colon Vego CHINA China ပေါ့နော်ပြီးရင် comma နောက် element တစ်ခုထပ်ဆောက်မယ် object ပဲပေါ့နော် array ရဲ့ element တွေ item တွေက object ဖြစ်နေတဲ့သဘောပေါ့နော် id 3 comma enemy name colon kh ခ ခပေါ့နော်ပြီးရင် agh colon 22ပေါ့နော်ပြီးရင် location location colon THAILAN Thailand ပေါ့နော်ဒီမှာဗာကြံခဲ့လဲဆိုရင် ID colon လေးကြံခဲ့တယ်နော်အဲ့တော့မြင်းနေပြမယ် Control S အဲ့တော့ကျွန်တော်တို့ array မှာစပြီးတွေ့ရတဲ့ method ကဘာလဲဆိုလို့ရှိရင် number 1 map method method ပေါ့နော် method ကဘာလုပ်ပြီးလဲဆိုလို့ရှိရင် array တွေက element တွေကို loop ပတ်ပြီးတော့ array အသစ်တစ်ခုကို return ပြန်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုလုပ်ကြည့်မယ် c1 const ဒီမှာ s ပါတယ်နော် models မှာ s ပါတယ်ဒီမှာကျတော့ကို c1 const mod ရဲ့ model equal s မပါတော့ဘူးเนาะတယောက်ချင်းစီဖြစ်သွားပြီ equals mods models.map map models က array ပေါ့เนาะ object တွေပါတဲ့ array .map round bracket ပြီးရင် callback ဒီ .map round bracket ထဲကဒီ round bracket arrow တုံ့ခွင်းလေးကိုဘာလို့ခေါ်လဲဆိုရင် callback function လို့ခေါ်တယ်ပေါ့เนาะmethod တစ်ခုရဲ့ round bracket ထဲမှာရှိနေတဲ့ function ကို callback function လို့ခေါ်တယ်ပေါ့နော်ဒါကိုမှတ်ထားပေးဖို့လိုပါတယ်နော်ဒါကို callback function လို့ခေါ်တယ် call basic callback function ပေါ့နော် round bracket ပြီးရင်ဘာလာမလဲဆိုရင် mode ရဲ့ model ဒါမှမဟုတ် element ပေါ့ကြိုက်တာထည့်လို့ရတယ် mode ရဲ့ model ဒီထဲကဒီ callback function တွေက model လေးကဘာကိုကိုစားပြုလဲဆိုရှင်ဒီ models array တွေက object တစ်ခုချင်းစီကိုကိုစားပြုတယ်ပေါ့နော်ပထမ loop ပတ်လို့ရှိရင် array models.map method က map method က array ကို loop ပတ်ထားပါတော့ပထမ loop ပတ်လို့ရှိရင်အဲ့ဒီ model ဆွဲဟာလေးကဒီပထမ object ကိုကိုစားပြုမယ်ဒုတိယ loop မှာကြတော့ဒီ id number 2ကိုကိုစား id number 2နဲ့ object ကိုကိုစားပြုမယ်တတိယ loop မှာဆိုလို့ရှိရင် id number 3နဲ့ object ကိုကိုစားပြုမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတကြောင်းနဲ့ဖြစ် arrow function မှာတကြောင်းနဲ့ဆိုလို့ရှိရင် curly bracket ထည့်ကြမလို့ return ထည့်ကြမလို့လို့ကျွန်တော်တို့အရင်ကလေ့လာခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ဒီ function မှာပြန်ကြည့်ရင်သိနိုင်တယ်ပေါ့နော် function format မှာကျွန်တော်လေ့လာခဲ့ဒါကြောင့်မို့လို့ကျွန်တော် curly bracket မထည့်ဘူး mod ရဲ့ model.id straight equal 1 model ရဲ့ id က straight equal 1နဲ့ညီလို့ရှိရင် question mark curly bracket mods models comma enemy name colon moe လို့ကြောင်းပါလို့ပြောလိုက်မယ်နော်ပြီးရင် colon mod ရဲ့ model
သဘောကဘာလဲဆိုလို့ရှိရင်ဒီပထမလူမှာ model တွေကလူပတ်လိုက်တယ် id က1ဖြစ်သွားတယ် id က1နဲ့ညီတယ် model တော့ id object တွေရဲ့ id ပေါ့ object ရဲ့ id ပထမ object ရဲ့ id က model တော့ id ပေါ့နော်ဒီ model လေးကပထမ object ကိုကိုစားပြုတယ်ပထမလူမှာဒုတိယလူမှာ id2 နဲ့ object ကိုကိုစားပြုတယ်တတိယလူမှာ id3 နဲ့ object ကိုကိုစားပြုတယ်ပေါ့နော်အခုဒီမှာကျတော့ model တော့ id equal straight equal 1ဖြစ်တဲ့အတွက် model တော့ id ဟာ object ရဲ့ id ဟာ1ဖြစ်နေခဲ့လို့ရှိရင်ဘာလုပ်မလဲဆိုရင်ဒီမှာကျွန်တော်တို့ object သင်ခန်းစာမှာသင်ခဲ့တယ်เนาะ models.object ကြီးတစ်ခုလုံးကို model object တစ်ခုလုံးကိုဘာလုပ်မလဲဆိုရင် name ကိုမိုးလို့ပြောင်းရင်ပေါ့เนาะအဲ့တော့ id က1 model တော့ name ဆိုတော့လှလှဖြစ်မယ် model တော့ name ဆိုတော့လှလှအဲ့တော့ model တော့ name ကိုလှလှဖြစ်တယ်အခုပြောင်းလိုက်တော့ moe မိုးဆိုရင်မိုးဖြစ်သွားမယ်ပေါ့เนาะမိုးတကယ်လို့1နဲ့မညီဘူးဆိုရင်1နဲ့မညီဘူးဆိုရင် model object ကို model object အတိုင်းထားလိုက်မယ်ပေါ့နော်ဒီ2တွေ3တွေကသူ့နှစ်ခုအတိုင်းပဲဖြစ်သွားမယ်ပေါ့နော်သူ့နှစ်ခု object value အတိုင်းပဲဖြစ်သွားမယ်ပေါ့နော်အဲ့တော့ကြည့်လိုက်ရအောင် cons ဆိုတော့ console.log mode ရဲ့ model ပေါ့နော် control sဒီညမှာလွဲနေတယ်လေ MOD ရဲ့ model မှန်ပါတယ်เนาะဒါဆိုရင်မိုးဖြစ်သွားပြီပေါ့เนาะလှမဟုတ်တော့ဘူးเนาะလှမဟုတ်တော့ဘူးကျန်တဲ့နှစ်ခုကကြတော့သူ့နှစ်ခုအတိုင်းပဲဟောဒီမှာမိုးဖြစ်သွားပြီပေါ့နော်မိုးလို့ပြောင်းသွားပြီ id1 နဲ့ object က id2 နဲ့ 3ကတော့ငကိုတိုင်းပဲပေါ့နော်မြတို့ခတို့ပေါ့နော်ဒါပါအဲ့တော့နောက် method တစ်ခုကိုကျွန်တော်လေ့လာကြည့်မယ်နောက် method တစ်ခုကဘာလဲဆိုလို့ရှိရင် filter method ပေါ့နော် filter filter method filter method ကလည်း array ကို loop back ပြီးတော့မှသူ့ရဲ့ condition ပေါ်မူတည်ပြီးတော့ callback ထဲက condition ပေါ်မူတည်ပြီးတော့ array တစ်ခုကို return ပြန်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ filter method ကိုလေ့လာကြည့်အောင် const mod ရဲ့ model do id with locati1 location equal round bracket ပြီးရင် callback ပေါ့နော် callback တာမယ်အကြောင်းနဲ့ဖြစ်တဲ့အတွက် curly bracket မထည့်ဘူး return မထည့်တော့ဘူးပေါ့နော်အဲ့ဒီမှာ mod ရဲ့ model ကိုစားထပ်ပြုမယ် object တစ်ခုချင်းစီကိုကိုစား array တွေက object တစ်ခုချင်းစီကိုစားထပ်ပြုမယ်ပြီးရင် not mya not mod ရဲ့ model.locati1 location equal straight equal double quote myanမြန်မာ model.location ဒီ object ရဲ့ location ဒီ object တွေကို loop ပတ်လိုက်လို့ location ကမြန်မာမဟုတ်ဘူးဆိုရင်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်မြန်မာမဟုတ်ဘူးဆိုလို့ရှိရင် question mark double quote mod ရဲ့ model double quote မို့ sorry curly bracket dot mod ရဲ့ model comma language အသစ်ထပ်ထည့်လိုက်မယ်နော်ဆိုတော့ name ကိုချိန်တာရှိပြီးသားကိုချိန်တာဒါကကြတော့မရှိသေးတဲ့ key အသစ်ကိုထပ်ထည့်တာပေါ့နော် key column value ပေးအသစ်ကိုထပ်ထည့်တာ language equal to not myanမြန်မာ language တကယ်လို့ column မြန်မာဖြစ်နေတယ်ဆိုလို့ရှိရင်တော့ model ကို model တိုင်းပဲထားလိုက်မယ်ပေါ့နော် control s သဘောက model ရဲ့ location ကမြန်မာနဲ့မညီဘူးဆိုလို့ရှိရင်ဒီ object
object တစ်ခုချင်းကိုကိုစားပြုထားတဲ့ model ထဲမှာ language key ကိုထည့်ပြီးတော့မှ value ကို not မြန်မာ language ဆိုပြီးထည့်မယ်ပေါ့နော်တကယ်လို့ model.location ကမြန်မာဖြစ်နေခဲ့ရင်တော့သူ့အတိုင်းပဲပြန်ထားလိုက်မယ်ဆိုတဲ့သဘောပေါ့နော်ဒီ ternary operator လေးကိုသုံးတော့တာအဲ့တော့ကျွန်တော်တို့ run ကြည့်မယ် con ဆိုရင် console.log mod ရဲ့ model with location ပေါ့နော် control s model with location sorry model with location mod ရဲ့ model not model.location oh sorry တော့မှားသွားတယ်နော် not model.location ဟုတ် model.location not straight equal ဖြစ်ရမှာပေါ့နော် not straight equal control s model.location ကမြန်မာမဟုတ်ဘူးဆိုရင်ပေါ့နော် wrong bracket ထည့်ရမှာမသိဘူး control s ဒီနေရာမှာလွဲနေတယ်လေ model with location အော်ဒီမှာဘာကြံအရေးကြီးဆုံးတစ်ခုကြံခဲ့တယ်ဘာလဲဆိုတော့ filter ကြံခဲ့တယ်နော် filter model with location equal to ဒါမျိုးရေးရမှာပေါ့နော် control x modes models main array ကြီးပေါ့နော် .filt က filter ပြောချင်တော့များသွားတယ်ပြီးတော့မှဒီထဲမှာဒါလေးတွေကိုသွားထည့်ရမှာ control s model location တော့ရုပ်ဒီမှာ language ဒါမျိုးပေါ့နော်ဒါဆိုရင်ကြည့်လိုက်မယ်ဆိုလို့ရှိရင် sorry ခင်ဗျာမှာလွဲနေသေးတယ် language model language colon နောက်မြန်မာ language model language colon နောက်မြန်မာ language colon model location models.filter ကိုစား object တစ်ခုချင်းစီကိုစားပြုတယ် model.location not equal မြန်မာ location loc location loc လုံးပေါင်းလဲမှန်တယ် myan မြန်မာmodel language not မြန်မာ languageပြန်လုပ်ကြည့်မယ်နော်ကျွန်တော် const mod ရဲ့ model with language လို့ပြောင်းလိုက်မယ်နော် language language equal mod ရဲ့ models.filt ရဲ့ filter round bracket ပြီးရင် callback ပြီးရင် mod ရဲ့ model arrow ပြီးလို့ရှိရင် arrow ပြီးလို့ရှိရင်ဘာလာမလဲဆိုလို့ရှိရင် not mod ရဲ့ model.language language not model object မှာ language ဆိုတဲ့ key မပါဘူးဆိုရင်တော့ထည့်ပေးရတယ်ပေါ့နော် question mark curly bracket တုံးဝင် mod ရဲ့ mod ရဲ့ model comma language language colon english english ပေါ့နော် language ပါတယ်ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ colon mod ရဲ့ model အတိုင်းပဲထားလိုက်မယ်ပေါ့နော် run ကြည့်မယ် console.log mod model with language ပေါ့နော်
2s ဒီ object တွေမှာ language ဆိုတဲ့ key ပါလားဆိုတော့မပါဘူးအဲ့လိုမပါလို့ရှိရင် language colon english ဆိုတဲ့ key colon value pair property ကိုထည့်ပေးပါလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒီလိုပါတယ်ဆိုလို့ရှိရင်ဒီ object တွေကို object တိုင်းထားလိုက်မယ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်ကြည့်မယ် language ဆိုတဲ့ key လေးထပ်တိုးလာမယ်ပေါ့နော်Oh, sorry. Fita. Sorry, that fita method. Sorry, no,ကျွန်တော်မှားသွားလို့စီငါစီကွန်ပြောနေတော့ညားတယ်ကွန် MOD ရဲ့ model do and with LOCAT and location ပေါ့နော် equal MODs models dot FILT ရ filter MOD ရ model corporate ထဲမှာ model ထည့်မယ် MOD ရ model dot AGH greater than 20ပေါ့နော်ဒါမျိုးထားလိုက်မယ် condition ပေါ့နော်ဒါကအမှန်တော့ရှေ့ရဟာတွေမေ့ပလိုက်တော့ model dot age က greater than 20 model dot age model ကဘာကိုကိုစားပြုလဲဆိုရင်ဒီ object တစ်ခုချင်းစီကိုကိုစားပြုပထမလူမှာဒီ ID1 နဲ့ object ကိုကိုစားပြုမယ်ဒုတိယလူမှာ ID2 တော့ ID2 နဲ့ object ကိုကိုစားပြုမယ်တတိယလူမှာ ID3 နဲ့ object ကိုကိုစားပြုမယ်ပေါ့နော်အဲ့တော့ model dot age greater than 20ဆိုပြီး condition ပေးထားတဲ့အတွက်ဘာကို return ပြန်ပြီးလဲဆိုရင် model dot age ကဒီ age key ရဲ့ value က20ထက်ကြီးတဲ့ object တွေကိုပဲ return ပြန်ပေးမယ်ပေါ့နော် filter လို့တာစစ်ထုတ်လိုက်တဲ့သဘောပေါ့နော်အဲ့တော့ကြည့်မယ် console console.log MOD ရဲ့ model with age လို့ထည့်လိုက်မယ်နော် age location မထည့်တော့ဘူး ageဒါဆိုရင်နှစ်ခုပဲ return ပြန်ပေးတယ်ညည age 21နဲ့ခါ age 22ကိုပဲ return ပြန်ပေးတယ်ပေါ့နော်ကျွန်တော်ဒီလိုနားလဲရမယ် filter မှာလည်းရှုပ်သွားတာနော်ဒါတော့ filter method ပေါ့ပြီးရင်နောက်တစ်ခုက for each for each method ပေါ့နော် for each method ကကြတော့ array ကို loop ပတ်ပြီးလို့ရှိရင် result တွေကို log ထုတ်ပေးတယ်ပေါ့နော်အဲ့တော့ကြည့်အောင် mods models.for eac သူက return မပြန်ဘူး result တွေကိုဓာတ်ရိုက်ထုတ်ပေးတာပေါ့နော် for each callback function mod ရဲ့ model round bracket console.log template literal 1 key ပေးနာ key လေးပေါ့နော် number 1 key ရဲ့ပေးနာ key လေး template literal လို့ခေါ်တယ် name is dollar curly bracket mod ရဲ့ model.name name and age is location is to time locati our location is dollar curly bracket mod ရဲ့ model.locati our location model ဆို object ထဲက location ဆိုတဲ့ key ရဲ့ value ကိုလှမ်းယူလိုက်တာပေါ့နော် model ဆိုတာဒီ object တွေတစ်ခုချင်းစီကိုကိုစားပြုတာပေါ့နော်ဒီ object တွေတစ်ခုချင်းစီကိုကိုစားပြုတာအဲ့တော့ကျွန်တော်ကြည့်အောင်ဒါဆိုရင်ပေါ်လာပြီပေါ့နော် name is လှရင် location is Myanmar name is ပြရင် location is China name is ကရင် location is Thailand ဆိုပြီးပေါ်လာပြီပေါ့နော်ဒါကတော့ for each method အကြောင်းပေါ့နော်ဆရာလည်းမှားတယ်နော်ကြောကျင်ဆိုရင်အများကြီးတော့ method နဲ့ filter method နဲ့ရောသွားတယ်နောက်တစ်ခုမှပါလဲဆိုရှင်
includes include include မသက်ရယ် SOM sign မသက်ရယ် EVER every မသက်ရယ် FIND find မသက်ရယ်အကြောင်းပေါ့နော်အဲ့တော့ variable တစ်ခုထပ်ဆောက်လိုက်မယ် const numbers numbers equal 10, 20, 30, 40, 50ပေါ့နော်ဒါမျိုးဆောက်လိုက် include ကကြတော့သူ့ထဲမှာထည့်ထားတဲ့ element က array ထဲမှာပါလို့ရှိရင် true ကို return ပြန်ပေးတယ်ပေါ့နော်ဒါမျိုးလေးပေါ့ console.log numbers numbers array name ပေါ့နော် includes s ပါတယ်နော်10ဒါဆိုရင် true return ပြန်ပေးဘာဖြစ်လို့သူ့ထဲမှာထည့်ထားတဲ့ round bracket ထဲမှာ round bracket ထဲက value ကဒီမှာ element ထဲမှာ element အဖြစ် array ထဲမှာပါနေတယ်လေ numbers array ထဲမှာပါနေတယ်အဲဒါကြောင့်မို့သူက true ကို return ပြန်ပေးမှာပေါ့နော် true ကြည့်လိုက်မယ် true return ပြန်ပေးတယ်နော်နောက်တစ်ခုကကြတော့ console.log sum method ပေါ့နော် numbers sum numbers.som sum round bracket callback သူ့ရဲ့ callback ထဲမှာပါတဲ့ condition ကသူ့ရဲ့ nan ကြတော့အဲ့ဒီ callback ထဲမှာ nan လို့ထည့်လိုက်မယ်အဲ့ဒီ nan ကဒီ array ထဲမှာ callback ထဲမှာထည့်ထားတဲ့ parameter အားလုံးဒီ array က element တစ်ခုချင်းစီကိုကိုစားပြုရပေါ့နော်ပထမ loop မှာ10ပထမဒုတိယ loop မှာ20တတိယ loop မှာ30စသဖြင့်အဲ့လိုမျိုးတွက်သွားမှာပေါ့နော်ဒီ nan လေးကကိုစားပြုသွားမှာပေါ့နော်အဲ့တော့ nan greater than 40 ပေါ့နော် arrow လေးထည့်လိုက်အောင်မယ် and you and nan greater than 40 element တွေအားလုံးတွေကတစ်ခုခုဟာတစ်စုံတစ်ခုဟာပေါ့နော် sum ပေါ့နော်တစ်စုံတစ်ခုဟာ40ထက်ကြီးတယ်ဆိုရင် true ကို return ပြန်ပေးမှာပေါ့နော်အဲ့တော့ဒီမှာ40ထက်ကြီးတယ်ဆိုရင်တော့50ရှိနေတယ်50ရှိနေတဲ့အတွက်ဒီမှာ40ကို return ပြန်ပေးမှာပြီးတော့ true ပေါ့နော် true ကို return ပြန်ပေးမယ်control s ဒါဆိုရင် true ကို return ပြန်ပေးတယ်ပေါ့နော်အကယ်၍50လို့ထည့်လိုက်ရင်ရော50တက်ကြီးတာမရှိဘူးလေမရှိတဲ့အတွက်ဘာ return ပြန်ပေးလဲဆိုရင် false ကို return ပြန်ပေးမှာပေါ့နော်ဒီမှာ false ဒီကောက်စမ်းကြည့်ပါနော်မျိုးပြောင်းပြီးတော့နောက်တစ်ခုက every ပေါ့နော် every console.log numbers numbers.ever every round bracket callback nun arrow function nun greater than 10 element တိုင်း element တိုင်းက every ဆိုတဲ့ element တိုင်းပေါ့နော် element တိုင်းက10နဲ့ကြီးမှာသူက true ကိုတန်းပြန်ပြီးမှာကြီးလားဆိုတော့မကြီးဘူးပေါ့နော်ဒီမှာ element တွေက30ပါနေတော့30က30ထက်မကြီးဘူးလေအဲဒါကြောင့်မို့သူကဘာကို return ပြန်ပြီးလဲဆိုရင် false ကို return ပြန်ပြီးမှာပေါ့နော်ကြည့်လိုက်ရအောင်ဒါဆိုရင် false အကယ်၍ဒီနေရာမှာ5ထည့်လိုက်ရင်ရော5ထည့်လိုက်ရင် element တိုင်းက5ထက်ကြီးသွားပြီလေဒါဆိုရင်သူက true ကို return ပြန်ပြီးမှာပေါ့နော် true ပေါ့နော်နောက်တစ်ခုက find ပေါ့နော်နောက်တစ်ခုက find console.log numbers numbers.find find round bracket callback nun ပြီးရင် arrow လာမယ် arrow nun greater than 30ပေါ့နော်ဒါဆိုရင်သူကဘာလုပ်ပေးမလဲဆိုလို့ရှိရင်ဒီ condition နဲ့ကိုက်ညီတဲ့ element ကိုရှာပေးမှာပေါ့နော်တာလိတက်ကြီးတာဆိုရင်40ရှိမယ်50ရှိမယ်ဒါဆိုရင်40နဲ့50ကို array တစ်ခုနဲ့ထုတ်ပေးမှာပေါ့နော်40ကိုသူကရှာပေးတယ်ပေါ့အနည်းဆုံးဟာကိုအကယ်50ကိုတော့သူထုတ်မပေးတော့ဘူးပေါ့နော်တာလိတက်ကြီးတာ40ကိုသူတွေးသွားတယ်ပထမဆုံးတွေးတဲ့ element တစ်ခုကိုထုတ်ပေးတယ်ပေါ့နော် first element first first element first element ကိုထုတ်ပေးတာပေါ့နော်အဲဒီနေရာမှာ40ဆိုရင်ရော40ဆိုရင်တော့50ကိုထုတ်ပေးမှာပေါ့နော်
ဒါပေမဲ့50ကိုထုတ်ပေးတယ်သူကကြ true false boolean ကို return ပြန်တာမဟုတ်ဘူးသူကကြ element ကို return ပြန်တာပေါ့နော် include ကဟို file ရကြတော့ okay ပြီးရင်နောက်တစ်ခုက sorting စီတာပေါ့နော် array element ကို sorting စီတာ sort method ပေါ့နော်အဲ့ဒါက sort method ဒီမှာဆိုရင် number လေးတွေကညီနေတယ်ပေါ့နော်10 20 30အစင်လိုက်လေးတွေပေါ့နော်အဲ့ဒါကိုခေါင်းပြန်ဆင်နေတယ်ဆိုရင် const ငယ်စဉ်ကြည့်လိုက်စီမယ်ပေါ့နော်ခေါင်းပြန်အတဲ့ပဲဆင်မယ်ပေါ့နော်10 20 30ဆိုလို့ရှိရင်ဟိုက ascending ပေါ့နော် ascending ကငယ်ရာကနေကြီးသွားတာပေါ့နော် descending ကကြတော့ကြီးရနေငယ်သွားတာပေါ့နော် const num ascending ပေါ့နော် ascending equal new and bers numbers dot sort round bracket callback a comma b ပြီး arrow ထဲမှာ a minus b ပေါ့နော်ကြည့်လိုက်မယ် console.log and you and num asc ပေါ့နော်ဒီဘယ်လိုစီထားမလဲဆိုတာငယ်စဉ်ကြည့်လိုက်ဖြစ်တဲ့အတွက် ascending ပေါ့နော်ငယ်ရကနေကြီးသွားတယ်30 30 40 50ဆိုလို့စီထားရဲပေါ့နော်အကယ်၍ဒီနေရာမှာ descending ဖြစ်ချင်ရော descending ကကြတော့ကြီးရနေငယ်သွားမှာပေါ့နော် const and you and num des descending ပေါ့နော် equal nu and bers numbers dot sort round bracket callback a comma b ပြီး arrow လာမယ် b minus a ပေါ့နော်ဒါဆိုရင်ပြောင်းပြန်ပေါ့နော်ကြီးရနေငယ်သွားမှာပေါ့50 40 30 20 30ဆိုဖြစ်သွားပြီပေါ့နော်ကြည့်လိုက်အောင် console.log num desc ပေါ့နော်and desc မဟုတ် des ပေါ့နော် des ဒါဆိုရင်50 40 30 20ပေါ့ဒါကတော့ array တွေကို sorting စီတဲ့အကြောင်းပေါ့နော်အဲ့တော့ array နဲ့ပတ်သက်တဲ့ methods တွေအကြောင်းကတော့ဒီလောက်ပါပဲเนาะ array နဲ့ပတ်သက်တဲ့ဒီနေရာမှာကျွန်တော်ကထည့်ပြောသွားတာ ternary operator လေးကိုထည့်ပြောသွားတယ်เนาะအဲ့ဒါလေးကိုသိချာမှတ်ပေးပါပြီးလို့ရှိရင်ဒီကိုယ့်အကိုပြန်ကြည့်ပြီးတော့ပြောင်းပြီးတော့တစ်ခုပြီးတစ်ခုစမ်းကြည့်ပါเนาะကိုယ့်အကိုလည်းပြန်ကြည့်ကျွန်တော်ပေးထားတဲ့ဟာလေးတွေကိုအတိုင်းမဟုတ်ဘဲနဲ့ကိုယ့်အကိုလည်းကွန့်ပြီးတော့စမ်းကြည့်လို့ရပါတယ်เนาะစာမသိရင်တော့ကျွန်တော်ကိုမေးလို့ရပါတယ်เนาะအဲ့တော့ဒီလောက်နဲ့တစ်ခါရပြစေခင်ဗျာ